မင်္ဂလာပါရှင်ဒီနေ့မှာတော့ဒီလိုမျိုးရေကူးကန်ဖြူလေးကိုလည်းမြင်ရမယ်နောက်ပြီးတော့အခန်းအကျယ်ဝင်125 square feet ရှိရဲ့အလွာနှိမ့်တဲ့ကွန်ဒိုလေးကိုမိတ်ဆက်ပေးချင်ပါတယ်ရှင်ဒါတော့ခန်းလေးကိုဝင်လာတာနဲ့ပထမဦးဆုံးဒီလိုမျိုးခဏထားလို့ရတဲ့စင်တွေကိုပထမဦးဆုံးမြင်ရမှာပဲဖြစ်ပါတယ်ဒီလဲကိုဝင်လာတာနဲ့ဒါလေးကတော့ living room area လေးပဲဖြစ်ပါတယ် living room area လေးဆိုလို့ရှိရင်လည်းကြဲကြဲဝန်းဝန်းလေးရှိမယ်နောက်ပြီးတော့ဒီကနေပြီးတော့ရေကူးကန်ဖြူလေးတခြားလေးကိုမြင်ရပါတယ်လေးကွန်လေးထွက်လည်းကောင်းပြီးတော့နေအောင်လည်းကောင်းကောင်းရပါတယ်ဒါလေးကတော့ dining နဲ့ kitchen area လေးပဲဖြစ်ပါတယ် kitchen ကလည်း open plan kitchen မျိုးစားဖြစ်မယ်ဒီမှာဆိုလို့ရှိရင်လည်းပေါ်အောင် cabinet တွေအကုန်လုံးပါရှိမယ်ခုလိုမျိုး basin တွေရေဘူးရေဆက်တွေနောက်ပြီးတော့အိုးသုံးလုံးကိုတစ်ခါလေးဆက်လို့ရတယ်လက်စမီပိုတွေပြီးအညောင်ဆုပ်ဆက်တွေပါရှိပါမယ်နောက်ပြီးတော့ဒီလိုမျိုးပစ္စည်းထည့်လို့ရတဲ့စင်လေးတွေရှိပါမယ်ဒါလေးကတော့ရေခဲတက်ထားလို့ရမယ့်နေရာလေးပဲဖြစ်ပါတယ်ဒီဘက်ကကျတော့အိုးရှော့ဆန်ထားပြီးတော့လမ်းလေးရမယ့်နေရာလေးပဲဖြစ်ပါတယ်ဒါလေးကတော့ဝမ်မဆာဘယ်လိုခန်းလေးပဲဖြစ်ပါတယ်ဝမ်မဆာဘယ်လိုခန်းလေးကဆိုလို့ရှိရင်တော်တော်လေးကိုကျယ်တယ်နောက်ပြီးတော့ဒီကနေပြီးတော့လည်းဒီရေကူးကန်ဖြူလေးကိုတေးသေးချာလေးမြင်ရမှာဖြစ်ပါတယ်ပြီးတော့ဒီမှာဆိုလို့ရှိရင်လည်းခုလိုမျိုးမန်နီခုံနဲ့စင်တွေအကုန်လုံးပါရှိပြီးသားဖြစ်ပါတယ်ဒါလေးကတော့ဝမ်မဆာဘယ်လိုအတွက်ရေကူးကန်အင်တာလေးဖြစ်ပါမယ်ဒီမှာဆိုလို့ရှိရင်ခုလိုမျိုးစတန်ရှာဝါတွေဘိုးထိုင်တွေဘေးစိန်တွေနောက်ပြီးတော့မှန်တွေအကုန်လုံးသက်ဆင်ပေးပြီးသားဖြစ်ပါတယ်နောက်ပြီးတော့ဒီမှာဆိုလို့ရှိရင်လည်းခုလိုမျိုးပစ္စည်းထည့်လို့ရမယ့်စင်တွေကိုတစ်ခါတည်းသက်ဆင်ပေးပြီးသားဖြစ်ပါတယ်ဒါလေးကတော့စင်ရမယ်ခန်းလေးပဲဖြစ်ပါတယ်စင်ရမယ်ခန်းလေးရဆိုလို့ရှိရင်လည်းသူကလည်းဒီကြဲဝန်းလေးနဲ့နေချင်းစပွဲလေးဖြစ်တယ်ပြီးတော့သုံးထားမယ့်အရာမျိုးလည်းဖြူရမျိုးကိုပဲသုံးထားပြီးရပေါ့နော်ဒီကနေပြီးတော့လည်းရေကူးကန်ဖြူလေးကိုတခြားလေးမြင်ရပါတယ်ဒါလေးကလည်းနောက်ထပ်1 single bedroom ခန်းလေးပဲဖြစ်ပါမယ်သူကလည်းခုနအခန်းလိုပဲအဖြူရောင်ကိုပဲသုံးထားပြီးရပြီးတော့ခန်းလေးကလည်းတက်တက်ရရလေးရှိရပေါ့နော်ဒီလိုလေးထွက်လည်းကောင်းမယ်ဒီကနေရလည်းပြီးတော့လည်းရေကူးကန်ဖြူလေးကိုလည်းမြင်ရပါမယ်ဒါလေးကတော့ single bedroom အတွက်သုံးရမယ် common bedroom တွေပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းsand shower တွေပါမယ် basin တွေပါမယ်နောက်ပြီးတော့ဘိုးထိုင်ပါမယ်ဒီလိုမျိုးမှန်တွေအကုန်လုံးသက်ဆင်ပေးပြီးသားဖြစ်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းခုလိုမျိုးပစ္စည်းထည့်လို့ရမယ်စင်တွေထားတဲ့ပါရှိပါမယ်ဒီနေ့ပြပေးခဲ့တဲ့အခန်းလေးကိုစိတ်ဝင်စားလို့ဆက်သွယ်မြင်မြန်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဖုန်းနံပါတ်3996902400ကိုဆက်သွယ်ပြီးတော့မြင်မြန်နိုင်လို့ချက်ပေါက်ကနေတစ်ဆင့်ဆက်သွယ်ပြီးတော့လည်းမြင်မြန်နိုင်ပါတယ်ရှင်အခုလိုမျိုးအဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်